င်းမှာတော့ကျွန်တော်ဒီ timer လေးကို control wire လေးတက်ဆင်ပြမှာဖြစ်ပါတယ်ခင်ဗျာဒီ EP လေးနဲ့ပေါ့နော်ကျွန်တော်တို့ဒီ diagram နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ဗီဒီယိုမှာရှင်းပြတာရှိပါတယ်ခင်ဗျာတကယ်လို့မကြည့်ရသေးရင်ပတ်ကြည့်လိုက်ပါနော်ဒါမှသာကျွန်တော်တို့ပို့ပြီးနားလည်လွယ်မှာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်တန်ကြည့်နေအားလုံးမင်္ဂလာပါဒီကျွန်တော်တို့ wire စတက်ဆင်ရအောင်ကျွန်တော်ကျွန်တော်တို့ neutral တစ်စောက်အရင်ထည့်လိုက်မယ်တိုင်းကစားကြတော့ကျွန်တော်ဒီနံပါတ်2မှာထည့်ပါတော့ neutral ကြတော့နံပါတ်2မှာထည့်တာပါပဲကျွန်တော်က AC MIDI လေးသုံးပြီးမှဖြစ်တဲ့ကြောင့်ပေါ့နော်ကျွန်တော် command point ကိုကျွန်တော် AC ပေးလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော် timer bit မှာဒီလိုလေးတက်ဆင်ပြီးတော့ဖြစ်ပါတယ်ခင်ဗျာဒီ MIDI လေးကိုလည်းကျွန်တော်တို့ wire လေးတက်ဆင်လိုက်ရအောင်ဒါဆိုရင်ကျွန်တော် MIDI မှာ wire နှစ်ပင်တက်လိုက်နော်ဒီပင်ကျတော့ neutral ပေါ့နော်နောက်တစ်ပင်ကျတော့တိုင်းတစ်ပင်ကျတော့ကျွန်တော်ဒီ in0 point ပေါ့နော်နံပါတ်6မှာကျွန်တော်ထည့်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ wiring အကုန်လုံးတက်ဆင်ပြီးတော့ဖြစ်ပါတယ်ကျွန်တော်တစ်ချက်ပြန်ရှင်းပြမယ်နော်ဒါကျတော့ neutral ပေါ့နော်နံပါတ်2ဒါကျတော့ line ပေါ့နော်နံပါတ်9ဒါကျတော့ common ပေါ့နံပါတ်10အဲ့ရှိကျွန်တော် in0 သုံးပြီးမှပြလို့ကျွန်တော်နံပါတ်6မှာထည့်တာပါပဲဒါဆိုလို့ရှိရင် timer လေးထည့်ပြီးတော့စမ်းကြည့်အောင်in0 ကကြတော့ကျွန်တော်တို့ timer power on လိုက်တာနဲ့သူကဒီတက်ပြီးတော့ဒီမှာကျွန်တော်4 second ထားရတယ်4 second ကိုရောက်တဲ့အချိန်မှာသူက on လာပေါ့နော် okay ကျွန်တော်တို့ breaker ဖိတ်ပြီးစမ်းကြည့်အောင်စတင်သူရေတွက်နေဖြစ်ပါတယ်4 second ရောက်တာနဲ့သူက on လာဖြစ်ပါတယ်နောက်တစ်ခါထပ်ပြပါမယ်ကျွန်တော်ဒါကြတော့ in0 ဖြစ်ပါတယ်โอเคနောက်တစ်ခါကျွန်တော် in C point ကိုထပ်ပြပါမယ်ဗျin C ရဲ့ကြတော့ကျွန်တော်တို့ဒီမှာနံပါတ်5ဖြစ်ပါတယ်နံပါတ်5ကျတော့ in C ဖြစ်ပါတယ်ဒါပါနော်โอเคကျွန်တော်တစ်ချက်ဆိုင်ပြအောင်ဒီ4 second မှာကျွန်တော်ထားလိုက်ရနော် in C ရဲ့ကြတော့သဘောကpower ဒီ timer ကို power on လိုက်တာနဲ့သူကမီးနေမှာပေါ့နော်ဒီမှာ4 second ရောက်မှမီးပြန် off သွားမှာပေါ့ဒီလိုပုံစံဖြစ်ပါတယ်ဒီမီးစလင်းပြီးသူဒီတွက်နေပြီ4 second ရောက်တာနဲ့သူ off ရောက်ပြီဒါဆိုလို့ရှိရင်ဒါ in C ဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်ပြပါမယ်ကိုချိန်တက်မဲ့တယ်လဲနေတာပေါ့နော်ပြီးလို့ရှိရင် off သွားပြီ4 second ရောက်တာနဲ့သူ off သွားပါပိတ်လိုက်တာပေါ့နော်โอเคအားလုံးပဲဆင်ပြေကြပါစေဗျာ